ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလျှောက်တဲ့အခါမှာအရှင်ဘုရားတဲ့တိုင်းတစ်ပါးနဲ့နီးတဲ့ခန္ဓာမြို့ကလေးဆိုတာတကားပေါက်တွေများများမတတ်ဘူးတတိုင်းကိုခိုင်ခိုင်လုံးလုံးတတိုင်းမြင့်မြင့်ခိုင်ခိုင်ကာထားပြီးဝင်ဖို့ထွက်ဖို့ဟာအပေါက်တစ်ပေါက်ထဲပဲထားတယ်ခန္ဓာမြို့နေမှာအပေါက်တစ်ပေါက်ပဲထားတယ်ရန်သူတက်လာလို့ရှိရင်ဖြိုခွင်းနိုင်မှုအတွက်ရိက္ခာပြည့်စုံထားလက်နဲ့ရိက္ခာပြည့်စုံထားပြီးတော့ဒီရှေ့တန်းမှာကြံ့ကြံ့ခံရတဲ့ခန္ဓာမြို့နေအဲ့လိုထားပြီးမြို့တောင်ဝင်ရှိတဲ့ပုဂ္ဂိုလ်ကလိုက်ပြီးတော့ကြည့်တတိုင်းတွေကားရစီလှက်ပတ်ကြည့်တဲ့အခါကျတတိုင်းတွေဟာအကုန်လုံးလုံးကျုံနေတာကြောင်လေးတကောင်ဝင်လောက်တဲ့အပေါက်တောင်မရှိဘူးအလုံးကလုံကျုံနေတယ်လုံကျုံနေတာတွေ့တော့ဒီမျိုးတဲ့ဝင်နဲ့ထွက်တဲ့လူတွေဟာဒီတစ်ပေါက်သေးပဲဆိုတာသူဆုံးဖြတ်တယ်တခြားပေါက်ကဝင်တာမဟုတ်ဘူးအခုမန္တလေးမြို့ကြီးဆိုရင်ရန်ကုန်ဘက်ကလာလဲမြို့ထဲရောက်လာဟိုရှမ်းပြည်ဘက်ကလာလဲမန္တလေးမြို့ထဲဝင်လာလို့ရစကိုင်းဘက်ကလာလဲဝင်လာလို့ရအဲ့တော့အပေါက်တွေများတယ်ဆိုဘယ်ကလာတယ်ဆိုပြောလို့မရဘူးလမ်းကြောင်းတွေကအများကြီးပဲဒီထဲဝင်လာရှေ့လမ်းကလည်းလာနိုင်တယ်ကုန်းလမ်းကလည်းလာနိုင်တယ်လေကြောင်းကလည်းလာနိုင်လမ်းကြောင်းတွေများအဲ့ဒီခန္ဓာမြို့လေးမှာတော့အပေါက်တစ်ပေါက်သေးပဲရှိတယ်အဲ့တော့မြို့ကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ရဲ့အတွေးထဲမှာဘယ်လိုရှိတုံးဆိုအေးဒီမြို့ထဲဝင်သမျှဟာဒီပေါက်ဒီမြို့ထဲကထွက်သွားရင်လည်းဒီတစ်ပေါက်ပဲဆိုတာလိုပဲတဲ့တန်မြတ်ဝကလွတ်ပြီးနိဗ္ဗာန်ထွက်သွားတာဟောဒီလမ်းကြောင်းတစ်ကြောင်းနဲ့ပဲရှိတယ်လို့ဆိုလိုတယ်ပေါ့နော်အဲ့ဒီလမ်းကြောင်းဟာနိဝရဏတရားကိုရှင်းခြင်းတတိတမစဉ္ညာကိုကာယဝေဒနာစိတ်ဓမ္မပေါ်မှာအခြေခံခြင်းနဲ့ပုဇဉ်9ပါးပွားများခြင်းဆိုတဲ့ဒီလမ်းစဉ်မှတပါတန်မြတ်ဝကလွတ်တဲ့လမ်းစဉ်ဆိုမရှိဘူးလို့ဒီတစ်ပေါက်ထဲကပဲထွက်တယ်လို့ဆုံးဖြတ်နိုင်စွမ်းရှိသွားတယ်ဒါရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလျှောက်တဲ့အခါမှာတည်းလို့လျှောက်တယ်နော်ကိင္ဃမာလူသေစုမကပွင့်သွားတဲ့ဘုရားတွေအားလုံးဟာခေတ်ကွာခြင်းကွာမယ်တက်တန်းကွာခြင်းကွာမယ်ဘောဓိပင်ကွာခြင်းကွာမယ်အယတ်မောင်းကွာခြင်းကွာမယ်ထွက်ရဝင်ရတန်မြတ်ဝကထွက်သွားတာတော့ဒီလမ်းကြောင်းကြီးဟာရှိပဲအကုန်လုံးတလန်းနဲ့ပဲရှိတယ်လို့သူတို့ဆိုတယ်နော်ဒီတလန်းနဲ့ပဲအဲ့တော့နိဗ္ဗာန်ရဲ့အကြောင်းလမ်းဆိုတာလမ်းသေးလမ်းမွာလမ်းမြောက်နေမရှိဘူးဒီတလန်းနဲ့ကပဲထွက်တယ်ဆိုတဲ့သဘောကိုပြောတာပဲဖြစ်